Hi guys အားလုံးပဲမင်္ဂလာပါဒီနေ့ Swift vlog လေးရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ ancient vlog လေးကိုအားလုံးခေါ်တော့ရှင်ဆိုတော့ like ခဲ့ကြနော်ကဲဒါကတော့နုံနုံချင်း brain box ဖွင့်ပြီးတော့လေကောင်းလေးတက်10မိနစ်လောက်ရှူတယ်ကဲအခုမှအရာနိုးတာပေါ့နော်မျက်နှာလေးကိုတော့တီးခံပြီးကြည့်ပေးပါရှင်စုကအခုလိုဗီဒီယိုရိုက်တာမကြသေးပါဘူးရှင်စုရဲ့ဝါသနာကြောင့်ပေါ့နော်ကဲအခုကတော့အဲ့ရစာသိမ့်ပါပြီစုဒီမှာအိမ်မှာတနေ့ကုန်တယောက်ထဲပါပေါ့နော်စုတယောက်ထဲဆိုအိမ်မှာမှွေပါမယ်ဘာမှွေမှာလဲဆိုတော့အိမ်မှာရှုပ်မယ်ပေါ့နော်မရှုပ်ခင်ရှင်းရသေးတယ်ဒါကတော့ဟိုတလောကမှာထားစတိုင်ပင်လေးပါစုကနောက်တစ်ပတ်နေလို့ရှင်စုမှာထားအိမ်ပတ်ကရောက်လာတော့မှအိမ်ပတ်ရောက်လို့ရှင် unboxing video လေးကိုလည်းအားလုံးတင်ပေးပါမယ်ရှင်အဲ့ဒါပြီးတော့ဒီမှာဒါလေးကမှန်တင်ကုန်ကလည်းဖုန်းလေးအရန်တက်နေပြီပေါ့နော်ဖုန်းလေးကိုလည်းရှင်းရသေးတယ်ပြီးလို့ရှိရင်စုဒီမှာ skin care ပစ္စည်းတွေကိုတေချထားပါတယ် skin care တွေကိုတော့အပေါ်မှာပဲတင်ထားလိုက်တယ်ပေါ့နော်လိုအပ်ရင်ယူလို့ရကဲပြီးရင်ဒီမှာစုရဲ့စတိုးပေါ့နော်စပင်းရလည်းမရှိရကလစ်တီစတိုးတွေကများပါတယ်ကဲအဲ့ဒါပြီးလို့ရှိရင်တော့စုပကံပေါ့နော်ထမင်းစားတဲ့မိဖို့ကြောင့်ရေရှင်းအောင်မယ်ပေါ့နော်ရှုပ်ပွားနေပါပြီအမေတို့ကလည်းလှုပ်ပြီးတဲ့အတိုင်းထားခဲ့ပါတယ်ဆိုတော့အားလုံးခေါ်မယ်ပေါ့နော်လှုပ်တာလေးကဲအဲ့လှုပ်ပြီးပြီဆိုရင်တော့ဆိုမှာအဲ့ရဒီပိုင်းတိတ်နေတပြက်စီလဲစုလေလားမီးရပြတ်နေတော့လေဒီအရန်မှောင်နေတယ်ဒီလားမှောင်နေတော့လည်းအဆင်ပြေတယ်လို့ကြည့်ပေးကြပါကဲထားနည်းနည်းရွာတာပေါ့နော် post ပေးတာပါကဲစော့ကျင်သူလေးစော့ပါတယ်စော့ကျင်သူစော့ post တွေလည်းပေးကျင်သူလို့ပေးပါတယ်ရှင်စုကခုမှအဲ့ရနေဦးပါဆိုရေပါတစ်ခါလေးထိုးမှာပါကဲဒါလေးကတော့ပြီးသွားတော့ဆက်လီပါအဲ့ဒါတော့မပြီးသေးဘူးမဲတော့ဆဖီကသွားရိုက်လိုက်ပါသေးတယ်ဒေး2ကိုနောက်နေ့မှတင်ပေးမယ်ဘိုင်ဘိုင်